ပဒိညင်ကိုလည်းတန်ဖိုးထားစေခြင်းအဲ့ဒါကိုနားလည်ပြီးသင်ကလည်းဖရားပေါ်မှာတည့်ရဲ့ပဒိညင်ကိုလည်းဖရားတန်ဖိုးထားတယ်သင်မယုံဖရားနဲ့သင် challenge လုပ်ကြည့်လေကိုရောကျွန်တော်ဓာတ်တွေသင်ပြောကြည့်လေဖရားအဲ့ဒါအားလုံးကိုမှတ်ထားတယ်ဟာလေလုယာအာမင်ဖရားနိုင်ငံတော်အတွက်ပြောတာကျွန်တော်ကားတွေလိုချင်တယ်အင်္ဂလိပ်လိုချင်တယ်ဘာတွေလိုချင်တယ်ဟိုကလိုချင်တယ်တရားလိုဟိုကချမ်းသာချင်တယ်ကြွယ်ဝချင်တယ်အဲ့ဒါတစ်ခုတည်းနဲ့တော့မရဘူးအဲ့ဒါတည့်ရဲ့စာတိတဘောရဲ့တောင်းဆိုအဲ့ဒါကိုပဒိညင်လို့မခေါ်ခုသူတို့ပြောနေတဲ့ဒီသားဟာအဲ့လိုသားဖြစ်ပါစေလို့ပြောနေခြင်းဒီသူတို့အတွက်မဟုတ်ဒီအာဒံနဲ့ဧဝနဲ့ကဒီရှင်သကိုသူတို့ဒီလိုပဒိညင်ဖွဲ့ခြင်းဟာအဲ့ဒီရဲ့ဝိညာဉ်ရေးရာမျိုးကဘဒုလက်ထက်မှာပြန်ရှိလဲဆိုဟာနာလက်ထက်မှာပြန်ရှိတယ်ဟာနာကနှစ်စင်မပြဲဖျားရှိကိုလာတယ်တားလိုခြင်းနဲ့တားလိုခြင်းနဲ့တားသမီးလိုခြင်းနဲ့တားဖျားတကယ်မပေးဘူးဒါပေမဲ့ဟာနာနောက်တော့တိသွားတယ်ဗါလေတလားဗိမာန်တော်မှာလာတဲ့အခါမှာဖျားလူလိုတယ်ဖျားနိုင်ငံတော်အတွက်လိုတယ်ပဋိညာဉ်လူလိုတယ်အဲ့တော့သူ့ရဲ့ဆုတောင်းချက်ကိုပြောင်းတယ်ကိုတော့ကျွန်တော်ကိုတားပေးတယ်ဆိုကိုတော့ကျွန်တော်ပြန်ပေးပြီဖျားကဟာနာကိုတောင်းဆိုတာမဟုတ်ဘူးဒါပေမဲ့ဟာနာဘက်ကနေဖျားကိုပဲကိုတော့ကျွန်တော်တားပေးတယ်ဆိုရင်ကိုတို့နိုင်ငံတော်ပြန်ပေးပြီဒါကြောင့်အဲ့ဒီပထမဆုံးရဲ့ major prophet ကရှမွေလဖြစ်လာတယ်ရှမွေလလည်းရောက်လာရောဣတိလာလူမျိုးတွေဝိညာဉ်ရေးရောင်သူတို့ရဲ့တမိုင်းသူတို့ရဲ့အရာအားလုံးကပြောင်းလဲသွားတယ်အဲ့ဒီရှမွေလကိုဘုရားကောင်းချီးပေးတယ်ရှမွေလရဲ့စကားတခွန်းပဲတဲ့ရှမွေလကိုမသိခိုင်းမဲနဲ့ဘုရားဘာမှမလုပ်ဘူးဒါပေမဲ့အဲ့ဒီလူကဘယ်ကနေထွက်လာပဒိညင်ဖွဲ့ချင်ကနေထွက်လာအားရရောက်စံပြကောင်းနေပါစေတော့ပဒိညင်လို့ပြောရင်အဲ့ဒါပဲအခုသင်ဘက်ကဖွဲ့ရမယ့်ပဒိညာဉ်ခဏထားတယ်အရေးကြီးတာသင်ပေါ်မှာဖခင်ရဲ့ပဒိညာဉ်ကိုသင်နားလည်လို့ကျွန်တော်တော့ဘယ်လိုနားလည်လဲဆိုဖခင်ခေါ်တိုင်းမှာဖခင်ပဒိညာဉ်ဖွဲ့တိုင်းမှာခေါ်ဖခင်လာပြီးဆိုကြတဲ့ဖခင်စကားရှိတယ်အဲ့ဒါဒီနေ့တင်နေ့နေ့ဖခင်ကြောင်းလာတယ်တင်နှုတ်ဘတော်လာနားထောင်အဲ့ဒီနှုတ်ဘတော်ထဲမှာဖခင်ပဒိညာဉ်ရှိတယ်ဒါပေမဲ့အဲ့ဒါကိုနားမလည်တဲ့လူကဝိညာဉ်ရဒီတဲ့အလေးလာနားမလည်သူကဒီကပဲနားထောင်တယ်နားထောင်ကောင်းတယ်မဆိုးပါနဲ့အဲ့လောက်နဲ့ပဲပြန်သွားတာတကယ်တော့မဟုတ်ဘူးဖခင်ရဲ့စကားတိုင်းမှာကပဒိညာဉ်ရှိတယ်ဖခင်ပြောပြီဆိုရင်သူ့ရဲ့စီစဉ်သူ့ရဲ့အကြံစီရှိတယ်။ဒါသူ့လူတွေကိုခွဲခန့်ထားတာ၎င်းဟုတ်။ဟာလေလုယာ။